ကိုစင်ကိုနဲ့အမနေချီဟိုတသက်လုံးပြပြရှင်ရှင်ပေါင်းဖက်နိုင်ပါစေတတမီမီလေးလည်းအများကြီးမွေးနိုင်ပါစေပြပြရှင်ရှင်နဲ့စိတ်ချမ်းသာပြီးတော့တဘောအလုံးပြပြရှင်ရှင်နဲ့ချမ်းချမ်းသာသာနေနိုင်ပါစေလို့ဆုမကတောင်းပေးလိုက်ပါတယ်ပြီးတော့ရသက်ပံတတမီလေးနဲ့အများကြီးပျော်ရွှင်ပါစေလို့ဒီလိုချစ်စရာကောင်းတဲ့မီမီလေးလည်းအများကြီးမွေးပါစေလို့နော်ကိုစင်ကိုနဲ့အမဖန်လည်းရတဲ့ပံပျော်ပျော်ရွှင်ပေါင်းသင်းနိုင်ပြီးတော့ဒီလိုသမီးလေးတွေအများကြီးမွေးပါစေလို့အခုလိုမျိုးတနင်္သာရီတိုင်းရဲ့အချောလေးကိုရတာဖြစ်တဲ့အတွက်လည်းအရင်ကဂုဏ်ယူဝမ်းသာပါတယ်အခုလိုမျိုးအဖွဲ့သားတွေအားလုံးဝိုင်းဝန်းပြီးတော့မှပံ့ပိုးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာမမကိုလည်းကျေးဇူးတင်ပါတယ်မမရဲ့အမျိုးတွေကိုလည်းကျေးဇူးတင်ပါတယ်ဤရင်ဘို့တို့ဤရင်ယူရိုအားစားလို့အားလုံးအကဲဦးကြောက်သိန်းတို့အားစားလို့အကုန်လုံးကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ဒီကနေ့မင်္ဂလာညစာဆောင်တဲ့အခမ်းအနားအစီအစဉ်များကိုစတင်နိုင်ရန်အတွက်ပထမဦးစွာကျွန်တော်တို့ရဲ့မင်္ဂလာသတို့တောင်မောင်စင်ကိုလျောင်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာခဏခဏမင်္ဂလာဘုရားသမီးမဒိချီတိတ်ရအောင်ဆက်ပတ်ပြီးတော့ချစ်ခင်ရေးဤစော်ဖြင့်ဖိတ်ခေါ်ခွင့်ပြုပါခင်ဗျာဒီများနေပြီးတော့မှဒါတော့ဥစ္စာပြီးတော့မှကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကျွန်တော်အခုလိုတတိယဆုံးလေးလက်ဆောင်ပေးခဲ့ကျွန်တော်ဗီဇာသူ့ရဲ့လက်ခံလေးခဲ့တို့သမီးရဲ့ပပနဲ့မမကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာအားလုံးနဲ့ဒီဘဝလုံးကပြောနေမယ်ဆိုတာပြပါတယ်။အရင်ချက်ပါတယ်။
33နှစ်ကာလတော့လူမျိုးကြီးပဲလုပ်တော့မယ်လို့သုံးဖြတ်ပြီးတော့မှနေလာခဲ့ပြီးတော့မှခုလိုမျိုးတနင်္လာတိုင်းလူချောလေးနဲ့မှာပဲလူမျိုးကြီးကကျွတ်တော့တာဟုတ်တယ်ပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီကလေးကိုအကုန်လုံးအဖေလို့နေရာကြောင်းပြောလို့အသက်လုံးစောင့်ရှောက်ပြီးတော့မှသိခဲ့တော့ရမယ်လို့အရေးယူနေတယ်ညှင်းချပါတယ်ဒီတိုင်းကျေးဇူးပါY'all now listening to my man official. Yeah. အားလုံးကျေးဇူးများတင်ပါတယ်။ဒီရှိဆိုရင်ဒီရဲ့ညီမလေးလေးဟုတ်လို့အချစ်ဆုံးတငယ်ချင်းတယောက်လည်းဖြစ်ပါရဲ့ရှင်။ငယ်ဘွားတော့ဆိုရင်တော့သူနဲ့ညီမဆိုရင်ကစားဘက်တွေပေါ့နော်။အခု sorry ဒီနေ့ emotional ဖြစ်နေတယ်။နေဝေးကိုသွားပြီးတော့ကျောင်းနေတက်တဲ့အချိန်မှာဆိုရင်တော့ဒီနေ့မြင်ရတိုင်းမောတိုင်းကလေးဖြစ်လာတော့အခုအိမ်ကိုလည်းပြန်ရောက်လာပြီးအလုပ်တွေလည်းလုပ်နေတဲ့အချိန်မှာဆိုရင်တော့ဒီနေ့ညီမကတော့လုပ်ဖို့ကင်မဲ့တရားဖြစ်နေပုံနော်မိမိအနေနဲ့နေချီလိုမျိုးညီမလေးတယောက်ရှိရတာရဟန်းကိုဝမ်းသာရတယ်တုံးလေးယူရတယ်ကံလေးကောင်းပါတော့ဒီလိုပဲနေချီတော့လဲနေချီကိုချစ်တဲ့အားလည်းအကိုရရဲ့ကိုစင်ကိုရောက်လာတော့အများကြီးဝမ်းသာတာပါရှင်ကိုစင်ကိုဟဲ့မင်းတခုတော့မထားချင်ဘူးဒီမလေးအရင်ကိုဝါကြတယ်ဆိုတော့သူဝါကြတိုင်းနဲ့ချစ်ပေးပါဘောနော်ဟုတ်ဆိုတော့ကိုစင်ကို welcome to our family you too congratulations have a happy life okay ငယ်ချင်းဒီကိုလေးနဲ့ဒီမှာဖတ်ထားရဒီဒီကြီးဟိုအမေအောင်ပေါင်းနိုင်ပါစေရေးကြည့်တဲ့ကိုကတော့စီနီယာဖြစ်နေအောင်နော်တပည့်တယောက်ရှိတယ်မိမရှိတယ်အဲ့တော့ဟိုအိမ်တော်ရေးမှာတော့ရဖြစ်တာလည်းရှိတယ်ပြဿနာတက်တာလည်းရှိတယ်ဒါပေမဲ့အားလုံးကရဖြစ်ပြီးပြန်ချစ်ဖို့ပဲလိုတယ်ပြန်ချစ်နေသမျှဒီပြဿနာတွေအားလုံးကြော်လွှားနိုင်ပါမယ်အဲ့တော့ဘာပဲဖြစ်တာပြန်ချစ်နေလေအမြဲတမ်းချစ်နေလေကိစ္စတစ်ခုတိုင်းကိုကြော်လွှားပြီးတော့ရရှိရုပ်ပြကြပေါင်းသိနိုင်ပါသေးလို့ဆုတောင်းပါတယ် Just come outside for the night.